retail trader တယောက်ဆိုတာလေဘာနဲ့တူတယ်လဲဆိုရင်ဆုံးဖြတ်ချက်တွေမှန်ကန်စွာရှာမှတ်နိုင်တဲ့လူတယောက်နဲ့တူတယ်အဲ့တော့ profitable trader တယောက်ဘာကြောင့်ဖြစ်ပေါ်လာလဲဆိုရင်သူ့ရဲ့ဆုံးဖြတ်ချက်တွေကိုဘာလို့ဆိုလဲသူတောင်းယူနိုင်တဲ့အနေထားကိုသူဆုံးဖြတ်ချက်လက်တဲ့ဆုံးဖြတ်ချက်တစ်ခုကိုသူ 100% ယုံကြည်မှုရှိနေတာမျိုးသို့မဟုတ်90% လောက်ထိယုံကြည်မှုရှိနေတာမျိုးဆိုတော့ဒီလိုမျိုးယုံကြည်မှုရှိနဲ့ကိုလုံးနေတဲ့အလုပ်တစ်ခုပေါ့ထိထိရောက်ဆုံးဖြတ်ချက်ကိုဘာလို့ဆိုလဲချလာနိုင်တယ်ဆိုရင်ကျွန်တော်တို့ဒီဘာလို့ဆိုလဲဆိုရင်ခုနကျွန်တော်ပြောတဲ့ profit zone တွေရောက်လာကြတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်လာပါတော့အဲ့တော့ဒီလိုမျိုးဆုံးဖြတ်ချက်တွေမှကန်ချလာနိုင်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ဒီဘာလို့အပ်တယ်လဲဆိုရင်ကိုဘာလုပ်နေရလဲဆိုတာသိဖို့လိုအပ်တယ်ဒါက main point တစ်ခုပေါ့နော်အလုပ်တစ်ခုလုပ်တဲ့အခါမှာကိုဘာကြောင့်လုပ်မယ်မသိအောင်ဆိုရင်ခင်ဗျားဆုံးဖြတ်ချက်ကလည်းဝေဝါးနေတော့ဒါကြောင့်ကျွန်တော် beginner trader တွေအများအားပြောကြတာပေါ့နော်ခင်ဗျားတို့ beginner စတင်မှုနေရာမှာအရေးကြီးဆုံးအရာတစ်ခုကနီလန်မှန်ဖို့လိုအပ်တယ်နောက်တစ်ခုက strategy ဖို့လိုအပ်တယ်လို့ကျွန်တော်စကားပြောကြတယ်ဘာလို့ strategy ဖို့လိုအပ်တာလဲဒီကွက်တစ်ခုလည်းကျွန်တော်တို့စပြီးဝင် live ဆိုတာနဲ့ကျွန်တော်တို့မှာ strategy မရှိနေဘူးဆိုရင်ကျွန်တော်တို့ဘာလုပ်မယ်သိမှာမဟုတ်ဘူးကျွန်တော်တို့ဘာကြောင့်ဝယ်တင်တာလဲဘာကြောင့်ရောင်းတင်တာလဲဘယ်ချိန်ရရင်ငါ့ဝယ်ဆက်တဲ့တစ်ခုဘာလို့တလဲငါဆုံးဖြတ်ချက်ချမှာလဲဘယ်ချိန်ရဆိုငါ့အယောင် trader တစ်ခုငါဆုံးဖြတ်ချက်ချမှာလဲဆိုဒါတွေအားလုံးမှာကိုယ့်ရဲ့စိတ်ခံစားချက်ပေါ်အခြေခံပြီးသွားတဲ့ဆုံးဖြတ်ချက်တွေမဟုတ်ဘဲနဲ့ကိုယ်အသုံးပြုတဲ့နေစနစ်ကိုမိခိုပြီးတော့စဉ်းစားဆုံးဖြတ်ရတဲ့ဆုံးဖြတ်ချက်တွေဖြစ်လာအဲကြောင့်ကျွန်တော်တို့မကန်ဆုံးဖြတ်ချက်ချနိုင်ဖို့အတွက်ဆိုရင်ကျွန်တော်သိထားတဲ့ knowledge ကိုတနည်းအားဖြင့်ကျွန်တော်သိထားတဲ့ strategy ကိုရေုံကြည်အသုံးချနိုင်တဲ့ဘာလို့တလဲ mindset ရှိနေဖို့လိုအပ်တယ်ဒါကကျွန်တော်အရင်တုန်းကပြောပြခဲ့ဖို့တဲ့ဗီဒီယိုမှာလို့ပေါ့ red car theory တို့ဥပမာရှိခဲ့ဖို့တယ်အနီရောင်ကားတစ်စီးကိုအိမ်ပြင်ထွက်လိုက်လို့မြင်လိုက်တဲ့အချိန်တိုင်းတစ်စီးကိုဘာလို့တလဲတွေ့တိုင်းဒေါ်လာ50ရမယ်ဆိုတော့ကျွန်တော်ဘာလို့တလဲဝုဒိကျက်တာရှိမယ်ဆိုရင်ကျွန်တော်တို့ဒီအိမ်ပြင်ထွက်လိုက်တဲ့အချိန်ကစပြီးတော့ဘာလို့တလဲအနီရောင်ကားလေးပဲလိုက်ပြီးရှာမိနေမှာပေါ့နော်ဆိုတော့ဒါဒီကိုဘာလို့တလဲကိုလိုချင်တဲ့အရာကိုကအာရုံရောက်နေဆိုရင်ကိုလိုချင်တဲ့အရာကိုပဲကိုကဘာလို့တလဲရှာမိတယ်လို့မျိုးပေါ့ကျွန်တော်တို့လည်းမှန်ကန်စွာသုံးဖြတ်ချက်တွေချနိုင်ဖို့အတွက်ကိုအသုံးပြုတဲ့နည်းစနစ်ပေါ်မိခိုပြီးတော့ကျွန်တော်ရဲ့သုံးဖြတ်ချက်တွေကိုဘာလို့တလဲပုံမကောင်းမလားကျွန်တော်ရှာလေးရှိကြတယ်ဒီတဘောပေါ့ဆိုတော့ဒါကမန်နာသုံးဖြတ်ချက်ချတာမန်နာကြီးများလေကျွန်တော်တို့ရလက်တွေပိုကောင်းလာတယ်ဆိုတဲ့အတိတ်ပဲတစ်ခုပဲပေါ့နော်ဟုတ်ပြီဒီတဘောပါပဲဟုတ်ပြီနော်ဆိုတော့ဒီဗီဒီယိုမှာတော့ကျွန်တော်ဒီတစ်ပတ် trader တစ်ခုပေါ့နော်ပုံမှန်အဖြစ်ကျွန်တော်တို့ဒီဈေးကွက်တစ်ခုကအကျဘက်ကိုပဲသွားရမယ်ဆိုတဲ့ဈေးကွက်တစ်ခုကိုကျွန်တော်ကအဝယ်ဘက်ကိုကျွန်တော်ဥတီချက်လဲသွားတဲ့အကြောင်းရင်းပေါ့ဟုတ်ပြီနော်ဆိုတော့ဒါတွေကကျွန်တော်လုပ်ခဲ့တဲ့ပုံစံတိုင်းစဉ်းစားတဲ့ပုံစံတိုင်းပြန်ပြီးတော့ knowledge sharing လုပ်ပေးတဲ့သဘောပေါ့နော်ဆိုတော့ဒါကပုံမှန် weekly structure ပေါ့နော်ကျွန်တော်1 day structure sorry 1 day structure လောက်ကိုကျွန်တော်သွားလိုက်ဆိုတော့ဒါဒီ USD CAD pair ပေါ့နော် CAD pair မှာကျွန်တော် 1 day structure လောက်ကိုသွားမယ်ဆိုရင်ဒါ previous ကဖြစ်တဲ့ higher low support level ဝင်ကျင်တစ်ခုပေါ့နော်ဆိုတော့ support level ဝင်ကျင်တစ်ခုမှာဖြစ်လာတယ်ဆိုတော့ market ကဘာဖြစ်လာလဲဆိုရင်ဒီလိုမျိုးပေါ့နော်ဒီပြီးခဲ့တဲ့ဘက်ကဒီနေထားဖြစ်ခဲ့ပုံမှန်အားဖြင့်ကျွန်တော်တို့အမြင်ရကြည့်မယ်ဆိုရင်တော့ဈေးကွက်တစ်ခုဒီဘယ်ကိုသွားနေတဲ့ market လဲဆိုဈေးကွက်ဒီတနည်းအားဆိုရင်လိုဟဲ့လေကျလာတဲ့ market ဒီ downtrend structure တစ်ခုပေါ့နော်ဒါကိုကျွန်တော် price action ချိုးတော့နဲ့ရှင်းပြလိုက်တဲ့အခါကျ price action ချိုးတော့မှာကျတော့ဒီ market တစ်ခုဒီဘာလို့တော်လဲဆိုရင်တစ်ဖက်လာရအောင်လာရပြန်လဲသွားမယ်ဆိုတဲ့ information မျိုးဖြစ်နေတဲ့အခါကျတော့ကျွန်တော်အတွေ့အကြုံ okay ငါအဝယ်ဘက်ကိုဘာလို့တော်လဲ market ကိုပြန်ပြီးတော့လာရပြန်ပြောင်းအောင်မယ်ဆိုတဲ့အတိတ်ပဲကျွန်တော်စဉ်းစားမိသွားတာเนาะဟုတ်ပြီဆိုတော့ဒါကကျွန်တော်swing lower high level low high resistance level ပေါ့နော် market ဒီ lower low structure market ဒီပါဆိုလဲရောက်လာခဲ့တယ်အဲ့ဒီနေ့ဆိုတော့ရောက်လာခဲ့တဲ့အခါကျတော့ကျွန်တော်ဘယ်လိုစဉ်းစားလိုက်တာလဲဒီ trade setup ကိုလည်းကျွန်တော်ရှင်းပြတဲ့အခါမှာ price action လွတ်တော့မပါဘူးပေါ့နော် price action ဆိုတာ market structure လွတ်မပါတော့ဘဲနဲ့ basis လွတ်ကိုပဲအရင်ဆုံးရှင်းပြလိုက်ဒါပုံမှန်အဖြစ်ကျွန်တော်တွေ့မြင်ဆိုရင်တော့ market ဒီ downtrend တွေ PBS က higher လို့ဖြစ်တာ support ဝင်ချင်မှာဈေးကွက်တွေရောက်နေဆိုတဲ့အတိတ်ပဲဒါက basis load နဲ့ပဲကျွန်တော်စဉ်းစားရတာမဟုတ်ဘူးပေါ့နော်ကျွန်တော်ရဲ့ market structure load နဲ့ပါအရင်ဆုံးပြန်ရှင်းပြလိုက်တဲ့အခါကျတော့ကျွန်တော်နားလည်သွားတဲ့အရာတစ်ခုကဒီ market ဒီဘာလို့လဲဈေးဒီပြန်ပြီးတော့ attack ဘက်ကိုပါဆိုတော့ attack သွားမယ်ဆိုတဲ့ရွေးချက်ကိုကျွန်တော်ပါဆိုလဲတဘောပေါက်သွားတယ်ဆိုတဲ့အတိတ်ပဲပေါ့နော်ဆိုတော့ဒီလိုမျိုးပေါ့ဥပမာပြောမယ်ဆိုတော့ဒီလိုမျိုးတဘောပေါက်သွားတာဖြစ်တဲ့အတွက်ကျွန်တော်အရေးချက်ဒီဈေးကွက်ဒီငါဒီဘာလို့ဆိုလဲပြန်ပြီးတော့အဝယ်ဘက်ကိုဥတီရမယ်ဆိုတဲ့အတိတ်ပဲကိုနားလည်သွားတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့အသုံးပြုနေတဲ့ price action business တစ်ခုရအောင်နော်
ဆိုတော့ဒါဒီ A4 ဖြစ်နေတဲ့ downtrend structure ဒါတော့ကျွန်တော်အနေကြီး market ကိုရောက်သွားတယ်ခုနကျွန်တော်ပြောသလိုပဲကျွန်တော်တို့ဒီ decision ချရတဲ့လူတွေဟုတ်ပြီနော်အယောင်းဝယ်တစ်ခုကိုငါတို့ဘယ်ချိန်မှာဝယ်မှာလဲဘယ်ချိန်မှာရောင်းမလဲစသဖြင့်ဒီဆုံးဖြတ်ချက်တွေကိုကျွန်တော်ကစပြီးတော့ဘယ်လိုလဲကင်တွယ်ရတဲ့လူတွေဖြစ်တာဖြစ်တဲ့အတွက်ကိုကမှကိုအသုံးပြုနေတဲ့ needs တစ်ခုကိုမယုံရင်ကျွန်တော်ဒီဆုံးဖြတ်ချက်တွေကိုမှန်အောင်မချနိုင်ဘူးဒါက trading psychology မှာကျွန်တော်ပြောကြသလိုမျိုးပေါ့ trading psychology မှာ trader တွေဖြစ်ကြတဲ့အခါမှာဘာဖြစ်ကြလဲဆိုရင်ဒီမှာ emotion ဖြစ်ကြတယ်ဟုတ်ပြီနော် psychology emotion ဖြစ်ကြတဲ့အခါမှာများတော့ဘာဖြစ်ကြလဲဆိုရင်ကျွန်တော်တို့ဒီကြောက်စိတ်ဝင်ကြတယ်အဲ့တော့ဒီကြောက်စိတ်ဆိုတဲ့အရာတခုကဘယ်ကနေလာသလဲဆိုရင်ကျွန်တော်တို့မသိနားမလဲတဲ့ဘာလို့ဆိုလဲအတွေ့အကြုံကနေလာတယ်ကိုအမားလုံးမိသွားရဲဆိုရင်တော့ကိုဘာကြောင့်အမားလုံးမိမှမသိရင်ကျွန်တော်တို့ဒီကြောက်စိတ်ဝင်တယ်ရှင်းလေးပဲကြောက်စိတ်ဝင်တဲ့အကြောင်းအရာအဲ့တော့ကိုဘာကြောင့်အမားလုံးမိတာဆိုလဲသိသွားတဲ့အချိန်ကျရင်အဲ့ဒီကြောက်စိတ်ကိုကျွန်တော်တို့ဘာလို့ဆိုလဲကြော်လွှားနိုင်တယ်လို့ထင်ကြတယ်တကယ်တော့ကျွန်တော်တို့မကြော်လွှားနိုင်ဒါပေမဲ့ကိုအမားလုံးမိသွားတဲ့အရာကဘာကြောင့်မားသွားတယ်လဲဆိုတာသိလာရင်ကျွန်တော်တို့ဘာလို့ဆိုအဲ့ကျွန်တော်ဘာလို့လဲကင်တွဲလာနိုင်တာဆိုတော့ကျွန်တော်တို့ကကင်တွဲလာနိုင်တာဖြစ်တဲ့အတွက်တနည်းအားဖြင့်ဆိုရင်ဒီလိုမားအလုပ်ပြီးတဲ့အချိန်တိုင်းကျွန်တော်ဒီဘာလို့ဆိုလဲကျွန်တော်စိတ်ခံစားချက်တွေအရင်ကြီးဘာလို့ဆိုလဲလှုပ်ချသွားမဟုတ်ဘူးねကိုယ့်ကို manage လုပ်လာနိုင်တာတချို့တွေးမိကြပါတော့ trading psychology အားကောင်းလာတဲ့လူတွေအများစုကဒီကျွန်တော်ရဲ့ဒီ emotional ဖြစ်တဲ့ကြောက်စိတ်တွေကိုကြော်လာတတ်တဲ့လူတွေလို့ထင်ကြတယ်တကယ်တော့မဟုတ်ဘူးတကယ်တော့ကင်တွယ်နိုင်တဲ့လူတွေဟုတ်ပြီနော်ဘယ်လိုမှဒီကြောက်စိတ်ဆိုတဲ့အရာကိုအမြဲတမ်းကြော်လွှားနိုင်တာမဟုတ်ဒါပေမဲ့ကျွန်တော်တို့ကင်တွယ်လာနိုင်တယ်ထိန်းချုပ်တက်လာနိုင်တယ်ဆိုရင်ဒီ emotion တွေဘာလို့ဆိုလဲကျွန်တော်တို့ဘာလို့လာနိုင်ဆိုတဲ့အထိပ္ပယ်ဖြစ်လာဆိုတော့ဒီလိုပဲပေါ့ needs တစ်ခုအခြေခံပြီးအသုံးပြုနေကျွန်တော် day trade ထားတယ်ဆိုရင်ဒီလိုပဲကျွန်တော် market ကိုကြည့်လိုက်တဲ့အချိန်ကျဥပမာဒီ market ကြီးကလုံးဝ officially down နေဒါပေမဲ့ကျွန်တော်တို့ရဲ့အတွေ့အကြုံခုနကျွန်တော်ပြောတယ်ကိုကလုံလောက်စွာလေ့ကျင့်ထားတဲ့ needs တစ်ခုရှိတယ်ကိုမှအသုံးပြုနေရှိတယ်ခုနကျွန်တော်ပြောလို့ market တဲ့သွားအပြင်ထွက်လိုက်တာနဲ့အနီအောင်ကောင်းပဲ like ချန်ရဲ့ဥတီချက်ရှိတယ်ကျွန်တော်လည်းထုံနေကောင်းပဲ market ကို like ကြည့်လိုက်ဆိုရင် Babylon ရဲ့ price action needs နဲ့ဈေးကွက်ကိုကျွန်တော်ကရှင်းကပ်နေတဲ့လူတွေဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်က market ကိုနားလဲလေဆိုတော့ကိုဘာ needs နဲ့ရှင်းကပ်နေလဲဆိုတော့ကိုတီးနေရချက်တီးကျွန်တော် market ကိုနားလဲတဲ့အပိုင်းပဲပေါ့နော်တချို့လူ trader တွေပြောကြရပါတော့ကျွန်တော်က TA trader တယောက်ဖြစ်တာဖြစ်တဲ့အတွက်TA တစ်ခုတည်းနဲ့ market ကြီးကိုဘာလုပ်တယ်လဲရွေ့သွားအောင်မဖန်တီးနိုင်ဘူးပြန်ပါဒီကွက်တစ်ခုမှာ have fun နေတင်ရဆို bit money မှာတွေmarket institutional trader တွေအများကြီးရှိနေဒီလိုတွေက market ကိုဖန်တီးနိုင်တယ်လို့မင်းတို့ကမလုပ်ပြီး day trader တွေမဖန်တီးနိုင်ဟုတ်တယ်ကျွန်တော်လည်းမဖန်တီးဘူးကျွန်တော်ဖန်တီးဖို့လည်းကျွန်တော်မချိုးစားဘူးဒါပေမဲ့ကျွန်တော်နားလည်ထားတဲ့ TA ရဲ့အလုပ်လုပ်တဲ့ system မှာကျတော့သူတို့ market maker တွေဘယ်လိုမျိုးစဉ်းစားနေလဲအခုကရွှေ့နေရတယ်ဆိုတော့ကျွန်တော် TA ရကြည့်မယ်ဆိုရင်မြင်နိုင်လို့ကျွန်တော်အနေနဲ့မြင်နိုင်လို့ဆိုတော့ဒီလိုမြင်နိုင်တာဖြစ်တဲ့အတွက်သူတို့ရွေ့သွားမယ်အကွက်တွေကိုကျွန်တော်ပါဆိုရဲဆိုရင်ဂျူတင်တွက်ချက်လာနိုင်တယ်ဒါကြောင့်ပြောနေစနစ်တစ်ခုကတနည်းအားဖြင့်ဆို retail trader တယောက်ကိုအများကြီးဘာလို့ပြောလဲစဉ်းစားပုံစံပြောင်းသွားနိုင်ဘာလို့ပြောင်းသွားနိုင်တယ်ဆိုတဲ့စကားကိုပြောရတယ်ဆိုရင်အဲ့နေစနစ်တစ်ခုကိုတေချာသိနေရဆိုရင်အများ risk ကိုလည်းတေချာ manage လုပ်နိုင်တယ်ဒါကြောင့်ကျွန်တော် price action strategy ကအဓိကကျွန်တော်ကြောင်းလိုက်ကျွန်တော်အမြင်ပြောငါ price action strategy ကတကယ်အလုံးလုံးတဲ့ system နောက်တစ်ခု risk ကိုဘယ်လိုမျိုး short ချလို့ရမလဲဆိုတော့တွေ့တဲ့ပုံစံဒါပဲဒီ trade setup ကိုပြောအခု H1 structure ဒီ H4 structure ဒီ market ဒီ down အကျဘက်ကိုသွားနေတဲ့ structure ကိုကျွန်တော် market structure ချင်းကလိုက်တယ်ချင်းကလိုက်တော့ market momentum ဒီတနည်းအားဖြင့်ဆိုတက်သွားမယ့်ကိစ္စကိုကျွန်တော်နားလည်လိုက်တယ် trader အများစုနားလည်တဲ့ concept ဆိုဒီလိုမျိုး down trend ကျနေတဲ့ market structure ကိုလိုက်ဝယ်ဖို့အတွက်ဆိုတာပြန်တက်သွားပြီဆိုမှာလိုက်ဝယ်ဆို30 basis trend structure ချိန်တာကျွန်တော် divergent မသုံး divergent မချဘူး indicator ဘာတခုမှမသုံးဒါပေမဲ့ကျွန်တော် market structure ကိုကျွန်တော် price action လေးစနေရနားလည်ထားတယ်ဟုတ်တော့ price action လို့ပြောလိုက်တဲ့အချိန်ကျရင်လူတွေအများကြီးစဉ်းစားမိတယ်ပေါ့နော်ဟိုလူကလည်း price action ဒီလိုလည်းဟုတ်တယ် price action ဒီစနစ်ဒီအရင်ကျေပြန့်တဲ့အထဲမှာပါတယ် trader တယောက်နဲ့တယောက်အသုံးပြုတဲ့ပုံစံမတူတဲ့အခါကျတော့ price action ရဲ့စဉ်းစားတဲ့ပုံစံလည်းလုံးဝမတူဘူးဒါပေမဲ့ကျွန်တော် price action ကတော့နည်းနည်းပိုကောင်းတယ်လို့ပြောရအောင်ဆိုရိုက်ပါစားပါကျွန်တော်အတွေ့အကြုံရတော့ကျွန်တော်လုံးတဲ့ price action ဒီစနစ်ကိုကျွန်တော်ကောင်းသိထားလို့တယောက်ဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော် market ကိုဘယ်လိုမျိုး risk ကို short ချလို့ရတယ်လဲ trend ရဲ့ဖြစ်နေတဲ့ behavior ကိုကြည့်ချင်အားဖြင့် market ကဒီဘက်ဒီတစ်ဖက်လာအောင်ပြန်လဲတော့မလားပြန်တက်တော့မလားကျွန်တော်နားလည်ထားတာဖြစ်တဲ့အတွက်ဒါကကျွန်တော်အတွက်အလုပ်ဖြစ်နေတဲ့အချက်ပေါ့နော်ဒီ market ကိုထုံနေကောင်းမယ် lower low နဲ့အကျဘက်ကိုထိုးကျနေတဲ့ဒီ market ကိုဈေးကွက်ကိုရှင်းကားလိုက်တဲ့အချိန်မှာ lower structure မှာဒီပုံစံတိုင်းတွေ့ရ
ဒါကိုကျွန်တော်15 minute structure လောက်သွားပြီးတော့ရှင်းကလိုက်တဲ့အချိန်မှာကျတော့ကျွန်တော် trend ကိုဒီပုံစံတိုင်း structure တွေးရတယ်ဒီပုံစံတွေးနေတဲ့အချိန်ကဆိုလို့ကျွန်တော် market ကိုဘာလုပ်ရမလဲဆိုရင်ဘာမှမလုပ်ဟုတ်နော်ဘာမှမလုပ်ဘူးဘာမှမလုပ်တဲ့အပြင်မှာကျွန်တော် market ကိုဒီနေထားဖြစ်သွားတဲ့အချိန်ဟုတ်နော်ဆိုတော့ဒီနေထားဖြစ်သွားတဲ့အချိန်ဒီကျွန်တော် market ကိုစပြီးတော့ဘာလုပ်ကြလဲရှင်းကတဲ့အချိန်ဖြစ်လာတယ် market ကိုစပြီးတော့ရှင်းကတဲ့အချိန်ဆိုတော့စပြီးရှင်းကတာဆိုတဲ့ဒီ trade ကိုကျွန်တော်ဒီမှာဒီပုံစံတိုင်းအရာဝင်လုပ်တယ်ဆိုတော့ကျွန်တော်တို့အခုကျွန်တော်ဒီမှာဆွဲလိုက်တဲ့ကျွန်တော်ရဲ့ structure လို့တနည်းအားဖြင့် information တစ်ခုကဈေးကွက်တစ်ခုဒီဘယ်လောက် level လောက်ဒီဈေးဒီပါဆို long term တက်သွားမလဲကျွန်တော်နားလည်ပါတယ်ဆိုအထိပ္ပယ်ဖြစ်လာတော့က first trade ပေါ့ first trade ကိုဒီပုံစံတိုင်း entry ဝင်တယ်အခုကျွန်တော်ပြောတဲ့ basis low နဲ့အရင်ဆုံးရှင်းကလိုက်တယ်basis ရဲ့ lower high resistance ရှိတယ်အဲ့တော့ဒါဒီပထမဆုံးကျွန်တော် trader တစ်ခုရဲ့အလုပ်လုပ်တဲ့ပုံစံဟုတ်နော် market တစ်ခုကပါဆိုတော့ဒီမှာတူတီတက်သွားတယ်ဆိုတော့တက်သွားတဲ့အချိန်မှာကျွန်တော်သူ exit လုပ်ခဲ့ပေါ့နော် one show 3 round ထားပါဆိုတော့ဒီ trade မှာ entry ဝင်တော့ကျွန်တော် stop loss ဖြစ်စီဘယ်နှပစ်ရှိရ 7.7 ရှိရတော့ဘလော့ဒါဒီ8 pit ဝင်ချင်ပဲရှိတယ်ဆိုတော့အတိတ်ပဲဒါကပထမ trade တစ်ခုကို entry ဝင်တဲ့ပုံစံဒုတိယ trade တစ်ခုကို entry ဝင်လိုက်တဲ့ပုံစံဒီကျွန်တော် basis knowledge lesson တွေမှာအများကြီးရှင်းပြနေတဲ့သင်ခန်းစာ theory ရ entry ဝင်တဲ့ပုံစံအဲ့ entry ဝင်တဲ့ပုံစံမှာ market တွေပါလို့ဆိုလဲပထမအဆုံးတက်ကြဖြစ်တဲ့ ranging zone ထိကျွန်တော်ဒီ risk ကိုယူလိုက်ပြီးတော့ entry သွားတဲ့ပုံစံကိုကျွန်တော်ပါလို့ဆိုသွားထားခဲ့ဟုတ်ပြီနော်ကဲဒီမှာဒါဒီပါပဲသွားထားတယ်ဆိုတော့အရေးအကြီးဆုံးအချက်ကပါတယ်ဟုတ်ပြီနော်ခုနကျွန်တော်ပြောလို့ပဲကျွန်တော်ဒီ level မှာဘာကြောင့်ဝယ်ရမလဲဆိုတဲ့အကြောင်းရင်းသိတယ်ဒီအတွက်ကျွန်တော်တို့ဒီပါအောင်သုံးပြချက်ကိုရှာတယ်အဲသုံးပြချက်တွေပါလို့ဆိုတော့မှန်လာတဲ့အတွက်ကျွန်တော်ဒီရလာပါတယ်ဒါဒီပထမဆုံး trade ကိုကျွန်တော် one show 3နဲ့ရတဲ့ပုံစံဟုတ်ပြီနော်ဒါဒီဒုတိယ trade ကိုကျွန်တော် risk ယူပြီးတော့အလုပ်ထပ်လုပ်တဲ့ပုံစံဒါတော့ကျွန်တော် risk ကအလောက်တော့မရှိပါဘူးဒီအောက်ထိချတာဟုတ်နော်ဒါဒီ confirm တော့ကျွန်တော်မပြောတော့ဘူးเนาะဆိုတော့strategy ကိုစတည်သွားတယ်ဆိုတာနဲ့ကျွန်တော်တို့ကဘာလဲစပြီးတော့သုံးပြချက်ကိုကင်တွယ်လာနိုင်တော့ပါပဲကျွန်တော်ပြောလို့ဒီကွက်တစ်ခုက down trend ကြီးသွားတဲ့ကိစ္စတစ်ခုကကျွန်တော်လာရောက်ဘာလို့လဲရတကယ်တော့လာလဲတဲ့ကိစ္စကိုခုနကကျွန်တော် lower structure မှာပြလိုက်တဲ့ပထမဆုံး reason ဒီခင်ဗျားတို့နားလဲမှာမဟုတ်ဘူးဒါကကျွန်တော်ရဲ့ price action ကိုနားလဲမှာရမှာဒုတိယ reason ကြည့်မယ်ဆိုအနည်းဆက်ဆုံးဒီတနာရဲ့ lower high resistance ကိုဒီကွက်ဒီ break out ဖောက်တဲ့သွားရည်ရချက်ဟုတ်ပြီနော်ဒီကောင်းအောင် break out ဖောက်တဲ့သွားရည်ရချက်ဖြစ်တာဖြစ်တဲ့အတွက် new higher low ဆိုကျွန်တော်တို့ retail trader အများစုကဒီ level ရောက်တာနဲ့ exit လုပ်ဖို့အတွက်တွေးကြမှာလားတေချာပေါက်ပဲဒါပေမဲ့ကျွန်တော်ဒီ level မှာဘာလို့ exit လုပ်ဖို့မတွေးတော့ရလဲကျွန်တော်ဘာကြောင့်ဒီချက်ကိုမစဉ်းစားတာပဲနဲ့ market ကိုဒီလောက်ဝင်ချင်ထိ follow လိုက်လို့ရတယ်ဆိုတော့ကျွန်တော်ဘာလို့တွေးလိုက်တာဟုတ်နော်ကျွန်တော်စက်ခွန်တော့မရအောင်လေကျွန်တော်ဆက်လေးဝင်ချင်ရထားဆိုဒီလိုမျိုးဟုတ်နော်ဒီလောက်ဝင်ချင်ဘာလို့လဲဆိုရင်တကယ် price action တစ်ခုမှာကျတော့ဈေးကွက်တစ်ခုကဘာလို့ဒီလောက်ဝင်ချင်ထိတက်သွားနိုင်တယ်လဲဆို reason ရှိတယ်ဒါကခုနကျွန်တော်ပြောတဲ့အကြောင်းရင်းပဲသုံးပြချက်တွေချနိုင်ဖို့အတွက်ဒီကိုအသုံးပြုနေတဲ့နေစနစ်ကိုတေချာနားလည်ထားဖို့လိုအပ်တယ်အဲ့နေစနစ်ရဲ့အလုံးလုံးနဲ့ကျွန်တော်နားလည်လာတဲ့အချိန်ကျရင်ကိုသုံးပြချက်ချလိုက်တဲ့ trade setup တစ်ခုပြီးဝင်လိုက်ပြီဆိုတာနဲ့ဘလောက် level လောက်ထိဒီ take profit ကို follow လိုက်နိုင်တယ်ဆိုတာသိနိုင်တယ်ဒါကြောင့် strategy တစ်ခုမှာဆိုရင် entry ဘယ်မှာဝင်ရမလဲနောက်တစ်ခုက stop loss ဘယ်မှာထားရမလဲသိတယ်နောက်တစ်ခုကကိုယ့်ရဲ့ take profit အမြတ်ငွေကိုဘယ် level လောက်ထိ follow လိုက်လို့ရတယ်လဲသိလို့ရတယ်လဲဆိုတဲ့အချက်ကိုသိနိုင်တယ်ဆိုတဲ့အချက်ပဲဒါတွေကtheory နည်းစနစ်တွေကိုလေ့လာရုံနဲ့လေ့လာနိုင်ရုံနဲ့အလုပ်ဖြစ်တဲ့တို့ပေမဲ့ကျွန်တော်အမြဲတမ်းပြောနေကြအတိုင်းပဲပေါ့ခင်ဗျားဒီလုံလောက်စွာမလေ့ကျင့်ထားဘူးဆိုရင်ဒီလုံနိုင်စွာမရှိတော့ဘူးဟုတ်ပြီနော်ဒါကြောင့်ကျွန်တော်ကနည်းစနစ်ကိုသိတယ်နည်းစနစ်ကိုသိရဆိုရင်ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်တွေကိုဘာကြောင့်ဆုံးဖြတ်ချက်ချရတယ်လဲဆိုတော့သိလာအဲ့ဒီကိစ္စတွေကျွန်တော်နားလဲလာပြီခုနကကျွန်တော် trading psychology ကကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုထိန်းချုပ်တက်လာဟုတ်ပြီနော်ကျွန်တော်ပြောထိန်းချုပ်တက်လာကြော်လာတက်တာမဟုတ်ထိန်းချုပ်နိုင်ရပြီခင်ဗျားဝင်းချင်းဖြစ်နေတဲ့အရာတခုထိန်းချုပ်ထားဖို့လိုအပ်တယ်ဒီလိုဝင်းချင်းဖြစ်နေတဲ့ဟာတကအချိန်ပေးရတယ် market ဒီလိုချင်တဲ့အနေအထားတခုဒီတက်သွားဖို့ကျသွားဖို့အတွက်ဒါပေမဲ့ခင်ဗျားကဒီကောင်တက်သွားမယ်ဆိုဘလောက်လောက်ထိတက်သွားနိုင်တယ်လဲဆိုတဲ့ဥတီချက်ကိုကသိထားမှသာလေဒီ result ကို follow လိုက်နိုင်တာဟုတ်တော့ကျွန်တော်ကဒီပုံစံတိုင်း follow လိုက်သွားတဲ့ခါကျတော့တချို့ retail trader တွေကျွန်တော်တို့ပြောတယ် no တရားကျ risk take ချော့တာပဲ risk ဒီလောက်ကြီးချော့လို့မရအောင်ကျွန်တော်ပြောမယ်တကယ်ရတယ်ခင်ဗျားတကယ်အလုံးလုံးတဲ့ပုံစံနားလေအတိုင်းပြောနော်နားမလဲတဲ့တော့ကျွန်တော်ပြောပါတော့နားလေတိုင်းတကယ်အရာဒါကျွန်တော်ညာဟုတ်ရေကျွန်တော်ကြောင်းလာနေဆိုတည်ကျွန်တော်ဘာလို့ဒီဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တာလဲဒီ straight setup တစ်ခုဘာကြောင့်ဝယ်ဖို့အတွက်ကြောင်းဖို့အတွက်ကျွန်တော်ဒီရှင်းကပ်လိုက်တာစဉ်းစားလိုက်တာဒီတဘောတရားကိုနားလဲလိုက်ခင်ဗျားတို့လည်းဘာလို့ဆိုလဲဆုံးဖြတ်ချက်တွေကိုမှန်မှန်ကန်ကန်ချလာနိုင်တာပဲ
ဟုတ်ပြီလားဆိုတော့ဒါကြောင့်မို့အလုပ်ဖြစ်နေတဲ့အရာတစ်ခုကိုကျွန်တော်ကနားလဲသွားရင်တိသွားတဲ့အချိန်ကျရင်သိရမလား practice လုပ်ရတေချာနားလဲသွား practice လုပ်ဒီမှာဒီ strategy ဆိုလဲကျွန်တော်အရင်ဘက်ကပြောခဲ့တဲ့ video ရဲ့ basic shootout ရ entry ဝင်တဲ့ face ဆက်လိုက်ရ basic shootout ဒါပေမဲ့ဒီ basic shootout ကဒီမှာ entry ဝင်လိုက်တာမှန်ပေမဲ့ဘယ်လောက်ထိ follow လိုက်တင်တယ်ဆိုတဲ့အကြောင်းကတော့ basic shootout မဟုတ်တော့ဒါတော့ဘာလို့လဲကျွန်တော်ရဲ့ market structure ရဲ့အလုပ်လုပ်တဲ့ပုံစံဖြစ်သွားရင်ကျွန်တော်ရဲ့ price action အလုပ်လုပ်တဲ့ပုံစံဖြစ်သွားဟုတ်ပြီနော်ဒါကြောင့်မို့trade setter တစ်ခုကဘာကြောင့်ဝယ်တင်တာလဲဘာကြောင့်ရောင်းတင်တာလဲဆိုတဲ့အကြောင်းရင်းနားလည်လာတဲ့အချိန်ဒီတနည်းအားပြောလို့ဆိုရင်ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေအများစုဒီဘာလို့တက်လဲအမားဆိုတာထက်မှန်တဲ့ချက်ကိုရောက်လာတယ်ဘာလို့မှန်လာလဲဆိုရင်တနည်းအားပြောရင်ကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုထိန်းချုပ်တက်လာတယ်ဆိုတော့ထိန်းချုပ်တက်လာရင်ကျွန်တော်ရဲ့ trading psychology ဒီဖြစ်ကောင်းလာတော့ပဲဟုတ်နော် market ကိုနားလဲလာဆိုရင်တပေါ်တရားကျွန်တော် take profit ဒီဘလောက်လဲလောက်ပဲလောက်ဒီ follow လိုက်လို့ရတယ်လဲဆိုတဲ့ user ချက်ကိုလည်းတပေါ်ပေါက်လာတော့ပဲဟုတ်ပြီနော်ဒါကြောင့် strategy ကိုနားလဲသွားတယ်ခင်ဗျားရဲ့အဝင်အထွက် level တွေအကုန်လုံးခင်ဗျားပါလို့စဉ်းစားနိုင်တယ်နားလဲနိုင်တယ်သုံးသပ်နိုင်တယ်ဒါပေမဲ့ခင်ဗျားဒီလုံတော့မလေ့ကျင့်ထားဘူးဆိုရင်ကျွန်တော်ခင်ဗျားဒီ trade setter ကဒီလောက်ပြီးသွားဖို့အတွက်ခင်ဗျားပါလို့ခင်ဗျားစိတ်ခံစားချက်ကိုထိန်းချုပ်ပြီးတော့ခင်ဗျားမစောင့်နိုင်ဘူးကျွန်တော်မစောင့်နိုင်ဘူးဆိုတော့ဒီလိုမျိုးအခွင့်အရေးတစ်ခုခင်ဗျားကြားတော့ဟုတ်တော့ဒီကကျွန်တော် price action ကပြောပြမယ်ဆိုဒီ level မှာ market ဒီမှာပဲ entry ဝင်ခွင့်ရှိတာဒီ level တွေတက်သွားတဲ့ level တိုင်းမှာကျွန်တော်တို့မှာ entry ဝင်ခွင့်မရှိဘူးဘာလို့ entry ဝင်ခွင့်မရှိဘူးဆိုတာကျွန်တော်ရဲ့ price action လို့ရပြောတာပေါ့နော်တချို့ trader တွေရဲ့ breakout system ရ entry ဝင်တာမျိုးဆိုတော့ကျွန်တော်မစိုးလို့ပေါ့ဒါ breakout system ရ entry ဝင်မယ်ဆိုရင်တော့ဒီ resistance breakout တော့ entry ဝင် stop loss ဒီအောက်ကဒီစာပို့မှာထားမယ်ခုနကပြောခဲ့တဲ့ဒီ resistance ဒီ follow လိုက်တာမျိုးဆိုရင် resistance ကဒီ 2.6 ဖြစ်သွားတွေ့လားဒါမျိုးပေါ့အဲ့တော့ breakout system ကတော့ကျွန်တော်တို့သုံးနေတဲ့ method မဟုတ်ကျွန်တော် breakout system မသုံးဘာလို့လဲဆိုတော့ကျွန်တော်အမြင်နဲ့ကျွန်တော်အသေးကျွန်တော်ရှင်းလေးပေါ့နော်ငါကျွန်တော်အရောင်းဝယ်လုပ်လိုက်တဲ့ trade setter ခုဒီ business ကို guide ဖို့အတွက်ကျွန်တော်တည်တာဖြစ်တဲ့အတွက်ဒီလို breakout system နဲ့ live trade ဒါ breakout system မကောင်းလို့မပြောတာမဟုတ်ဘူးပေါ့နော်ကျွန်တော်မသုံးလို့ပြောတာတနည်းအားဖြင့်ဆိုရင်ကျွန်တော် business ကိုအကြိုက်လို့ဟုတ်ပြီနော်ဒီတဘောပေါ့နော်အဲ့တော့ဒါပါပဲဆုံးဖြတ်ချက်အမှန်ခုမှန်ကန်ချနိုင်ဖို့အတွက်ဆိုရင်ကိုအသုံးပြုနေတဲ့နည်းကိုရေးလဲနားရထားဖို့လိုအပ်တယ်ကိုရောင်းဝယ်ပြုလုပ်ချင်တဲ့ market ကိုရေးလဲပါလို့တဲ့လေ့ကျင့်ထားဖို့လိုအပ်တယ်ဒီနှစ်ခုကိုခင်ဗျားတို့ပိုင်နိုင်လောက်လာနိုင်တယ်ဆိုရင်ခင်ဗျားတို့စဉ်းစားကြများခင်ဗျားတို့ဆုံးဖြတ်ချက်တွေအများစုဒီပါလို့တဲ့မှန်လာအောင်တွေ့ရလိမ့်မယ်အမှားတော့လုံးပြီးအောင်ပါပဲဒါပေမဲ့9ချိန် trader setter မှာ3ချိန်မှန်ပြီး2ချိန်လောက်မှာသွားတယ်ပြဿနာမရှိဘူးဒါလည်းကျွန်တော်တို့ winning ဖြစ်နေမှာဆိုတဲ့အဓိပ္ပာယ်ဟုတ်ပြီနော်ဒါကြောင့် video lesson တွေပဲပြန်ကြည့်တာပဲမဟုတ်ဘဲနဲ့ချိန်မှများစွာ practice လုပ်ဖို့အတွက်လည်းမမေ့ပါနဲ့လို့ပြောချင်ပါတယ်ဒီ video လေးကတော့ဒါတော့ပါပဲ